seafood boil တမော seafood ခါကြောင့်ကိုဘလို့ချက်မဲ့ဆိုတာဒီဗီဒီယိုလေးထဲမှာအစအဆုံးပြောပြပေးတော့ပါမယ်အရင်ဆုံးပြောင်းဖူးလေးကိုရေတချဆေးပြီးတော့မှတုံးမယ်ပြီးတာနဲ့ရေနွေးနဲ့ပြုတ်မယ်ပြောင်းဖူးရပြီဆိုတာနဲ့အာလူးကိုလည်းရေတချဆေးမယ်ရေဆေးပြီးတာနဲ့ပြုတ်မယ်အခုမခွာပဲနဲ့ပြုတ်ပါမယ်နော်ပြီးတော့ sausage ကိုလည်းပြုတ်ပါမယ်အစားအငံရတာတွေထွက်သွားအောင်လို့ပါပြုတ်ထားတဲ့ဟာတွေအားလုံးအစင်တဖြစ်ပြီဆိုရေလေးတခြားစစ်ထားလိုက်ပါမယ်ပြီးတာနဲ့ပစွန်ကြောက်ပစွန်ခရုဒါတွေလည်းပြုတ်ပြီးတော့ရေစစ်ထားပါမယ်ပြီးတာနဲ့ကနန်းကိုလည်းပြုတ်ထားပါမယ်ကနန်းထဲမှာရှိတဲ့အငံဓာတ်တွေထွက်တော့အောင်လို့ပေါ့နော်စင်တဖြစ်ပြီဆိုရင်ဆော့ချက်ဖို့ချက်တူနီချိန်မယ်ချက်တူဖြူချိန်မယ်ပြီးတာနဲ့ဘာတာပေါ့နော်ဘာတာကိုအိုးပူလေးထဲမှာအပူပေးမယ်ဘာတာကိုတုံးတဲ့ခါမှာစားမငံတဲ့ဘာတာကိုတုံးဖို့လိုအပ်တယ်ပေါ့နော်ဘာတာလေးပျော်ပြီဆိုရင်ခုနကြိတ်ထားတဲ့ချက်တူနီလေးထဲပြီးတော့စီတက်မယ်ချက်တူနီလေးမွေးလာပြီဆိုရင်ခုနချက်တူဖြူကိုထည့်ပါမယ်ချက်တူဖြူထည့်မွေးပြီးတော့မှseasoning powder ထည့်ပါမယ်ဒီ seasoning powder တော့စားသိမ့်မငံဘူးပေါ့နော်ဒါလေးသုံးပါတယ်ပြီးတော့သူ့ရဲ့ powder ကိုလှုပ်တဲ့အနစ်ပေါ်မှာမူတည်ပြီးတော့မှထည့်တာပေါ့နော်အယောင်တင်မုံလေးလည်းထည့်ပါတယ်ပြီးတော့ဒီ seasoning powder လေးရောထည့်ပါတယ်ဒါကတော့အငံဓာတ်ပါတော့ပေါ့နော်ဒါကတော့တိတ်မပါဘူးအဲဒါကြောင့်ဒီနှစ်ခုကိုရောပြီးတော့သုံးတယ်အငံကို short ထည့်ပြီးတော့မငံတာကိုပို့ပြီးတော့ထည့်ထားပါတယ်ဟင်းအိုးပြီးတော့တဲ့အချိန်မှာပေါ့နော်အနစ်တွေရတဲ့အချိန်မှာဘာစားမှမလိုပဲနဲ့အဲ့ဒီ powder မှာရှိတဲ့အရသာနဲ့တင်အနစ်ကောင်လေးရပါပြီကဲဒါကတော့အခုချက်စားဖို့တဝက်အနစ်ကိုဖယ်ထားပြီးတော့မှကျန်တဲ့တဝက်ကိုတင်ထားပါတယ်ကဲခုနပြုတ်ထားတဲ့ဟာတွေခုနအနစ်ထဲမှာအကုန်လုံးရောထည့်လိုက်ပါပြီကဲချက်စားကြည့်နော်လွယ်လဲလွယ်တယ်အရသာလည်းရှိတယ်မွေးလည်းမွေးတယ်ပေါ့နော်အပြင်မှာဝယ်ဆိုင်အရန်စေးကြီးတယ်ကိုချက်စားတဲ့ခါမှာကောင်းကောင်းလေးစားရတယ်အများကြီးလေးစားရတယ်ပေါ့နော်ကဲစိတ်ဝင်စားရင်လှုပ်စားကြည့်နော်